ယူနစ်စုလာပြီဆိုရင်တော့စာနှင်းငယ်စီလေးနှင်းငယ်ထည့်ပါမယ်ချင်းကြပြုတ်ရမယ်ကြာစွယ်လေးရဲ့ရောင်းမှုလေးရဲ့ကိုထည့်ပါမယ်လူလေးတွေထည့်ပါမယ်ပေါ်ချွိုင်ကိုစက္ကန့်နှင်းငယ်လောက်ပြုတ်ပြီးပြန်ဆက်ပါမယ်ခောက်ဆွဲနဲ့အမိုးကို3မိနစ်လောက်ပြုတ်ပြီးပြန်ဆယ်ပါမယ်ပဲပဲမောင်ကျွန်းရွက်နဲ့ပဲလေးတို့ကိုခါရဲရောပြုတ်ပြီးတော့2မိနစ်လောက်နေပြန်ဆယ်ပါမယ်အားလုံးလေးတွေကိုလည်းပြုတ်ပြီးပြန်ဆယ်ပါမယ်ပင်လယ်စာလေးတွေကိုချက်ချင်းပြုတ်ပြီးတော့ချက်ချင်းပြန်ဆယ်ပါမယ်မဟုတ်ရင်မာသွားတတ်လို့ပါစသားလေးကိုလည်းနည်းငယ်ပြုတ်လိုက်ပါမယ်ထုံပါတဲ့မလာနှစ်ကိုသုံးထားပါတယ်စီနည်းငယ်ထည့်ပြီးဆူလာပြီးဆိုရင်မလာနှစ်ထုတ်တဲ့ဟာစီလေးနည်းငယ်ထည့်ပါမယ်ဂျင်းကျက်သွန်မိတ်ကျက်သွန်ဖြူမြုပ်တီးတောက်တို့ကိုရောပြီးတော့စီတတ်ပါမယ်စသားလေးတွေကိုပါထည့်ပြီးတော့ရောပြီးမွေပေးပါမယ်ပဲငပိနည်းငယ်ထည့်ပါမယ်ပင်လယ်စာနဲ့သားလုံးများကိုထည့်ပါမယ်မာလာနဲ့နှစ်ထုပ်လုံးကိုထည့်ပါမယ်ပဲငပြားရည်ကြီးတစ်စုံထည့်ပါမယ်ပြုတ်ထားတဲ့ရွက်များကိုထည့်ပါမယ်ရင်သွေးနှင်းငယ်ထည့်ပါမယ်အမှုထည့်ပါတယ်နောက်ဆုံးမှာခောက်ဆွဲထည့်ပါတယ်ရတာအတွက်စားစက်သားပုံနှင်းငယ်ထည့်ပါမယ်အားလုံးတမအောင်ဝေပြီးွားရင်နော်နောက်ဆုံးမှာနန်းထည့်ပါမယ်ညီရွယ်လေးထည့်ပါမယ်နည်းနည်းလေးထည့်ပါမယ်အဲဆိုရင်တော့ရတာရှိတဲ့မာလာရှန်ကိုတပွဲရပါပြီ